အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြသွားမယ်ဇာတ်ကားလေးကတော့ Elevation 2014ဖြစ်ပါတယ်ဒီဇာတ်ကားလေးကတော့ Sci-Fi Thriller နဲ့ကမ္ဘာပြတ်တဲ့ပုံစံမျိုးစားကိုပေါ်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားမှာအဓိကတရုပ်ဆောင်နေတာတော့ Marvel မင်းသားကြီး Anthony Mackie နဲ့ Morena Baccarin တို့အဓိကတရုပ်ဆောင်ထားတာဖြစ်ပါတယ်ဒီဇလတ်အချင်းကိုပြောပြရမယ်ဆိုရင်တော့မြေအုပ်ကနေထူးဆန်းတဲ့တရဝါဆိုးတွေဟာထွက်ပေါ်လာပြီးလူသားမျိုးနဲ့95%ကျော်ကိုမျိုးသွန်းအောင်တက်ဖြတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတရဝါတွေမှာထူးဆန်းတဲ့အားနည်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ပင်လယ်ပြင်ရေမျက်နှာပြင်အခက်ပေ8000ကျော်တဲ့အရက်ဒေတာတွေစီကိုမလာနိုင်ကြတာပါပဲဒါကြောင့်ကျန်းရတဲ့လူသားအနည်းစုဟာအမေရိကန်ကရူကီတောင်တန်းပေါ်မှာခိုးလုံနေထိုင်ကြပါတယ်အဓိကဇက်ကောင်ဖြစ်တဲ့ဝယ်မှာတော့စုပ်ယောဂအပြင်းထန်ခံစားနေရတဲ့သားလေးတစ်ယောက်ရှိပြီးသူ့ရဲ့အသက်ရှူဆက်ဖေတာပစ္စည်းကုန်ခန်းနီးဖြစ်သွားတဲ့အချိန်မှာသားဖြစ်သူအသက်ကိုကယ်တင်ဖို့အတွက်ပေါ့နော်ဒါတော့ဟာဆိုရင်လှုပ်ရှားနေတဲ့ပေ8000အောက်ကမြို့ပြအန်ဒီယဇုံထဲကိုမဖြစ်မနေတွားရမှာဖြစ်ပြီးတော့ဒီဆေးဖွားရှာဖို့ရမယ့်ခရီးစဉ်ကိုစတင်ရတော့တာဖြစ်ပါတယ်သူ့နောက်ကိုတော့သိပ္ပံပညာရှင်အမျိုးသမီးနီနာနဲ့ကေတီတို့လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်ပေ8000အောက်ကထူထပ်ထက်မြူနင်းနေကြမှာသူတို့ခြေချလိုက်တာနဲ့အမျှသိစိတ်6ကတ်နေတဲ့မြို့ပြပြက်ကြီးဟာတွေးစာနေတဲ့တရဝါဆိုးတွေရဲ့သားကောင်ရှာဖွေရာကွင်းပြင်ကြီးဖြင့်ပြောင်းလဲသွားပါတော့တယ်အချိန်ဆွဲလို့မရတဲ့သားဖြစ်သူရဲ့အသက်ရှူဆက်ဖေတာကိုအတဲအတန်ရှာဖွေရင်းကေဘယ်တွဲလိုင်းနေအန်ဒီယဇုံထဲကရင်သက်ရှူမှုပဲတိုက်ပွဲတွေကိုရင်ဆိုင်ကြရပြီးတစ်ဖက်မှာလည်းတိတ်မဲ့ပညာရှင်နီနာကဒီတတဝါဆိုးတွေကိုအမြင့်ဖြတ်ချေမုန်းနိုင်မဲ့လိုအပ်ချက်တစ်ခုဟာသူတို့တွားမဲ့ဓာတ်ခွဲခန်းထဲမှာရှိနေမှတိသွားတဲ့အခါဒီခရီးစဉ်ဟာသားငယ်လေးတယောက်ကိုကဲတင်ကြုံနေမကဘူးတကဘာလုံးကလူသားမျိုးနွယ်တွေတောင်ပေါ်ကနေမြေပြန့်စီပြန်လဲဆင်းသက်နိုင်မှုအတွက်နောက်ဆုံးမျှော်လင့်ချက်ရှင်တန်ကြီးတိုက်ပွဲကြီးဖြစ်လာပါတော့တယ်ခင်ဗျာနောက်ဆုံးမှာတော့ရေကုန်ရေခမ်းတိုက်ခိုက်ရင်တက်ကယ်ဆေးဝါးကိုရရှိခဲ့ရုံနဲ့မကတရဝါဆိုးတွေရဲ့မျိုးရိုးဗီဇအားနည်းချက်ကိုပါရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးတော့လူသားတွေမြေပြန့်ဒေတာစီပြန်လဲအခြေချနိုင်တာကဘာကြီးကိုပြန်လဲစိုးမိုးနိုင်တော့မယ်မျောလင်းချက်ရောင်ကြီးတက်တွေနဲ့အတူခရီးစဉ်ဟာအောင်မြင်စွာဆုံးသက်သွားပါတော့တယ်ခင်ဗျာကြည့်ရှုနားဆင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်တဒါ